္ဂလာနှစ်သိပါရှင်အခုကျင်းပနေတာကတော့ Maryland ပြည်နယ်မှာစီလုံးချင်းတကြံကိုကျင်းပနေတာဖြစ်တယ်ဒီတကြံကိုကျင်းပတဲ့အကြောင်းရင်းကလည်းအဝေးရောက်နေတဲ့မြန်မာမိသားစုတွေမြန်မာတွေဘွားတွေကနေပြီးတော့မြန်မာနိုင်ငံမှာဒီမိုကရေစီရေးအတွက်လှုပ်ရှားနေတဲ့သူတွေတိုက်ပွဲဝင်နေတဲ့သူတွေကိုထောက်ပံ့နိုင်ဖို့အတွက်ပေါ့နော်အခုလိုတကြံပွဲကိုကျင်းပလာလည်းဖြစ်တယ်တကယ်တော့ကျမတို့လေကြံမလုပ်ဖြစ်တာ9နှစ်ရှိပြီပေါ့နော်အခုမှကျမတို့ပြန်လုပ်တာပြန်လုပ်တော့လေရိုးရရည်ချင်းမှုကိုထိမ့်သိမ့်လို့ပြန်လုပ်တယ်ဆိုတာလည်းပါတယ်လို့နောက်တစ်ခုကကြတော့ကျမတို့ဒီနိုင်ငံရေးအရာလဲပေါ့နော်အခုက9နှစ်ရှိတာဆိုတဲ့အခါကျတော့ပြန်ပြီးတော့နည်းနည်းလေးကိုယ့်လူတွေပြန်ပြီးတော့လဲစုချင်တယ်ပေါ့ပြီးတော့ကြတော့ message ကဗာပေးချင်တာလဲဆိုတော့စီးလုံးဖို့ညီညွတ်ဖို့ဆိုတာမျိုးလေးလေ message ကပေးချင်တော့ခေါင်းစဉ်လေးတော့မှစီးလုံးချင်းတကြံဆိုပြီးတော့တက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဥဆောင်တာကတော့ကိုရီထွေးတို့ကျမတို့ဒီ DMV area ကBurmese community ပေါ့နော်ဒါပေမဲ့ကျမကကြတော့မြန်မာစာကျောင်းလေးကလည်းvolunteer ကျောင်းလေးကလည်းဖွင့်ထားတော့ကျောင်းကကလေးတွေအနေနဲ့လည်းကိုယ်တိုင်းပြည်ရဲ့ရည်ချင်းမှုလေးကိုမမေ့ရအောင်ပြီးတော့တကြံဆိုတာဘယ်လိုမျိုးလဲပို့သိရအောင်ပေါ့သူတို့ကိုယ်တိုင်အကားနဲ့ဝင်ပါတချင်းနဲ့ဝင်ပါစသဖြင့်လေးလို့ဖို့အတွက်ထိမ့်သိမ့်ခြင်းနဲ့ရည်ချင်းမှုကိုထိမ့်သိမ့်ရင်းနဲ့ကိုယ်တိုင်းပြည်ကိုမမေ့ဘူးဆိုတဲ့စိတ်ကလေးနဲ့လုပ်ဖြစ်ကြတာပါပဲအားလုံးပါလေLama papa like Java, shui so frozen. Make sweet the dream, make sweet hungry, treat us sexual. Da 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 don't chan chan, dancing right don't chan chan. You so good don't chan chan. No you got it, you. Lady need don't let me. Why we got such a beauty? Yeah, စီလုံးချင်းတကြံရဲ့အဓိကထူးခြားချက်မှာလည်းနိုင်ငံရေးကျင်းသားတွေလွတ်မြောက်ရေးအတွက်လှုပ်ရှားမှုအနေနဲ့လည်းဒီ Blue Shirt Campaign ပေါ့နော်ဒီအပြာရောင်ဝတ်လှုပ်ရှားမှုနဲ့ပါဝင်တာတွေ့ရပါတယ်ဒေါ်အောင်ဆန်းစုကြည်ကြမ်းကြမ်းမာမာနဲ့အမြန်လွတ်မြောက်စေဖို့ကျွန်တော်ဆုတောင်းပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့က Blue Shirt Campaign ကိုလည်းကျွန်တော်ဒီပွဲမှာထည့်သွင်းပြီးတော့လေကျွန်တော်ဆောင်ရွက်ခြင်းဖြစ်ပါတယ်နိုင်ငံလည်းပဲအချင်းတောင်ထဲမှာကျမတို့ရဲ့ခေါင်းဆောင်တွေလည်းအချင်းတောင်ထဲမှာကျမတို့ရဲ့နိုင်ငံရေးလှုပ်ရှားသူအားလုံးအချင်းတောင်ထဲမှာအများစုကအချင်းတောင်ထဲမှာဒါတွေအားလုံးလွတ်မြောက်ဖို့ဆိုတဲ့ရွေချက်ကလေးလည်းဒီပွဲမှာပါပါတယ်အာနာရှင်မင်းသားကြီးဒီအခု Maryland ပြည်နယ်မှာလုပ်နေဆိုပေမဲ့ဒီအနီးနားပတ်ဝန်းကျင်ကပြည်နယ်ဖြစ်တဲ့ဒီ Pennsylvania ပြည်နယ်ကဒီမြန်မာမိသားစုတွေမြန်မာတော်လှန်ရေးမိသားစုတွေကလည်းလာရောက်ပူးပေါင်းပြီးတော့အားဖြည့်ပါဝင်တာလည်းတွေ့ရပါတယ်တရင်တပုတ်ဖတ်ရတယ်ရသောခွဲကဆိုပဲရ